တရားရှိတဲ့ညာမှာနေတာပြောဒီပါခန္ဓာကိုယ်ကောင်းဆိုင်တဲ့ဒီ32ခုကခိုင်ငယ်နဲ့ပတ်သက်တော့မကောင်းသောစီးဆောင်ခွက်လက်စီအောက်လန်းစီစီးလို့ကြီးမော်ဝင်စေးပါမှာတယ်မကောင်းသောစီးဆောင်တွေခံလိုက်ခဲ့ချုပ်တာခန္ဓာကိုယ်32ကကာယကံခန္ဓာကိုယ်မှာမနေနဲ့လိုက်ခဲ့ညာမှာချုပ်တာပြောကြည့်ပါဦးခိုင်ငယ်နဲ့ပတ်သက်လူကောင်းဆိုင်တဲ့ဒီ32ခုတာပဲလူကောင်းဆိုင်တဲ့ဒီ32ခုတာပဲတရားတရားတော်များရင်နာနဲ့သုံးပါးနဲ့မတ္တဆိုင်တော့စီဝါရေးလူမှုရေးမှာတက်ခဲ့တဲ့သုံးတရားရှိညာမှာနေတာမရှိရင်ဖြောင်းနေစင်တော့ပြောဒီပါလေးမြောက်လူကောင်းဆိုင်တဲ့ဒီ32ကအရင်ဆရာထုံးနှံထားပြီးတော့စေးဆောင်ကြောင့်ကတ်နေအောင်နေတာပြောဒီပါလူကောင်းဆိုင်တဲ့ဒီ32ခုတာအဲ့ဒီစေးဆောင်ကကာယကံရှင်နဲ့တကွာကာယကံရှင်ညီကုမောင်တို့အပေါင်းနဲ့ဆွေမျိုးသားချင်းတဦးတယောက်ကိုစီရင်ပြီးတေချာကားနာလောက်ခဲ့တဲ့အတိုင်းဆိုကတ်နေအောင်နေတာတော့ဟာမကန်နဲ့ဆိုရင်ပန်းလေးကုန်းလို့ပေါ့နေပြီတခြားသောအတိုက်တခြားသောပြီးတခြားဆရာများရဲ့အတိုက်ခဲ့တဲ့သုံးတရားရှိရင်လည်းမရှိဘူးဆိုပန်းလေးကုန်းလို့ပေါ့နေပြီရေးနဲ့မချမ်းနော်ပြောလို့ပြန်ပြီလားအခါလေးညလည်းဆက်မီးစက်ဒီလိုမျိုးလို့ပြောနေဥကောင်းဆိုင်မဲ့ကြီးပဲ32ခုတော့မကောင်းတော့ပြီးမကောင်းတော့ကြမကောင်းတော့တက်ခဲ့တဲ့ဆုံးတရားရှိသေးတယ်မရှိတော့ဖြောင်းနေဆိုမှရေးနေတော့ဒီကိုရတဲ့နေရ3ရက်လောက်ပဲလားရိုးပါရိုးမချုံးနဲ့ရိုးပါရိုးပါအောက်ကရိုးပါပဲရတာတော့လေရတာတော့စားလေလာကျွန်တော်ပဲဒီချက်ကြည့်တယ်နော်ကျွန်တော်အခုလည်းရှင်းပြအောင်ငါလည်းရှင်းလိုက်တယ်အခုရခန္ဓာကိုယ်မှာမကောင်းသောစေးရတော့ရှိတယ်အဲ့ဒါကြီးအခုတို့ကျွန်တော်တို့အရင်လှူအပ်မှာဟုတ်နော်အဲ့ဒါအပ်ပြီးဆိုမှကျွန်တော်တို့နောက်တဲ့အတိုက်ကိုစစ်လို့ရမှာအခုကဒီကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိရဒီကောင်လိုက်ပြီးလဲ့နေမှာအဖြေအတိအကျမထွက်အောင်လုပ်မှာပေါ့ဗျာအဲ့ရောခန္ဓာကိုယ်မှာရှိစေးဆောင်ကိုလှူပြီးတော့မှကျွန်တော်တို့ထုတ်မယ်ထုတ်ပြီးပြီဆိုမှကျွန်တော်တို့ကနောက်တဲ့အတိုက်တွေမရှိသေးလို့ပြန်စစ်လို့ရမှာအခုကဘယ်လိုပဲစစ်စစ်အထက်ကောင်လိုက်မှုနေမှာပဲဟုတ်လေနားနောက်ရှက်မယ်မဟုတ်လေနားနောက်ရှက်မယ်အဲ့လိုဖြစ်နေတာပဲနော်အဲ့တော့ဘိုးရဲ့စိတ်တွေနဲ့လူလိုက်စေးဆောင်လှူမှရမယ်လှူပါဘူးနော်ဟုတ်ရတယ်ကျွန်တော်တို့လည်းချက်တယ်ချက်တယ်မစစ်တော့တည်းမစစ်လို့ထိုင်တယ်နော်ချက်တယ်နော်ဘုံတော်ကျွန်တော်ဆိုလိုက်ဆိုပြီနော်ဘုံတော်လွန်တရားဘုံတော်လွန်ကြီးမြတ်လာတော့ကြီးမြတ်လာဘုရားငါးဆိုနေတယ်ကွာဘုရားငါးဆိုနေအဖဆရာကြီးများအဖဆရာကြီးသာသနာဆောင်နမင်းကြီးလေးပါးနဲ့နမင်းကြီးအမေသူဝတတိမေတော်မြတ်တို့အားဒါတော့သစ္စာပြုပါသည်ယနေ့ယခုဤအချိန်ဤနာရီဤစက္ကမစယူဒါတော့ဘယင်တစ်ချိန်မှကိုးနံထားမှုသောစေးဆောင်မှန်သမျှကိုယခုဤအချိန်ဤနာရီဤစက္ကမစယူလူလာခြင်းတောင်းတခြင်းချစ်ခင်ခြင်းညံနိုးခြင်းစုံမတ်ခြင်းမရှိတော့ပါသဖြင့်ဘုရားငါးစုအားအမှုထား၍ရွှေရင်ကျော်အိစ္ဆာတယမဟိတိစေဂိုင်းတော်မြတ်ကြီးမှဖဆရာကြီးများအားလူတန်းပါသည်သားတော်ဤစိတ်ထဲမှာလူလာလူတန်းပါသည်ဤတစ္ဆာစကားမှန်ကန်ခဲ့ပါကသားတော်ဤခန္ဓာကိုယ်ထဲတွင်ရှိသောမကောင်းသောစိတ်မကောင်းသောအတတ်ပညာမှန်သမျှတို့သည်ခန္ဓာကိုယ်32ခုတာမှဝိစင်ပင်ပြောက်၍မိမွေးတိုင်းခါမွေးတိုင်းဖြစ်ရပါစေတည်းသားတော်ဤစိတ်ထဲမှာလူလာလူချင်းပါလျက်နဲ့လိန်လေ၍လူတန်းခဲ့သည်ရှိတော့ဤသစ္စာဤအားတောက်သည့်အချိန်မှစ၍သွေးပွက်အံသေဆုံးမိသည့်တကာလမဟာပထဝီဝီစီငရဲမှာမကျွတ်မလွတ်တန်းခံစားရပါသည်တည်းနော်တော့ဒီရွှေညောဣစာကြမေဒီစီခိုင်းတော်မြတ်ဒီပညာအဖဆရာဦးမျိုးမင်းဦးထံမှာပင်ယူပြီးသည့်အချိန်မှစ၍ဒီပါလဲနဲ့အမဲသားကျွဲသားစားတော်ခြင်းမျိုးပါသူပါလဲနဲ့ရက်သေးစွာမူရည်စေဝါတောက်စားလိမ့်နေမျိုးပါကောင်းပိုင်းနေချီသားများကိုတိကာယဖော်ပြတူနေမျိုးပါဒါဝိဒ်ဒီများကိုပညာပေးသည့်ခါမှာအဖဆရာချထားပြီးတော့ရွှေညောဣစာကြမေဒီစီခိုင်းတော်မြတ်ဒီဖြင့်အစစ်နဲ့သာပညာပေးပါသည်ပွားများခြင်းရောင်းချခြင်းအတုလို့ခြင်းမရှိပါဗျာလူမျိုးကြားဘာသာကြားခွဲခြားဆက်ဆံကုသခြင်းမရှိပါဗျာအာဂိငွေတောင်းယူကုသခြင်းမရှိပါဗျာဤသစ္စာများဖောက်ပြခဲ့ရှိတော့အဖဆရာပေးသောကိုးစင်ပညာအချုပ်စမပြောက်၍သွေးဘဝံတေဆုံးမိတဲ့ကာလမဟာပတဝီဝီစီငဲမှာမကျွတ်မလို့တာခံစားရပါနေတာဒါတော့ဒီသစ္စာစကားများမှန်ကန်ခဲ့သည်ရှိတော့ကာယကံချင်းမိသားစုခန္ဓာကိုယ်32ခုတော်ထိုးနှံထားသောအောက်လန်းစေခွက်လက်စေအစရှိသောစေးဆောင်မှန်သမျှတို့သည်အဖဆရာကြီးများကိုယ်တိုင်လက်နဲ့သိမ့်ပိုက်တော်မူစัจ java တိုင်းတော်လက်စင်ပြပြောက်၍ကာယကံချင်းမိသားစုတူစုလုံးမိမွေးတိုင်းဖာမွေးတိုင်းလူကောင်းမိတိုင်းဖြစ်၍
ဘုရားသာသနာဂျာသာသနာဆောက်ရှောက်နိုင်၍စီးပွားရေးလူမှုရေးကျန်းမာရေးပေါ်မှာအစဉ်ပြေဆက်ဆက်ရချောမွေပါဒီတိတောက်လိုက်ပါဟုတ်တော့ဟုတ်ချော်လေးပြန်စမယ်နော်ခိုင်နေပတ်သက်ပြီးကောင်းဆန်တဲ့ကြည့်ပါတော့ငါကတော့ခိုင်ခန္ဓာကိုယ်မှာအရေးစီရမယ်ကုနာကိုစီးတော့ခိုင်ကောင်းဆန်တဲ့ကြည့်တော့ဒီလိုကိုစီးတယ်အများကြီးလုံးမှာကြည့်ခိုင်ရင်မိသားစုမှာရှိကြပါတော့ဒီကုမောင်ကဆွေမျိုးသားနဲ့တာသမီတတိလက်ရင်းများနဲ့ရှိကြပါတော့ဘုရားတရားတန်ခါးကြတယ်မြတ်သုံးပါးနဲ့မသက်ဆိုင်စီးတော့မှဟန်လိုက်ခဲ့ညာချင်းမှာချုပ်တော့ရောက်ရင်ဇမလုံးထောက်ကြလို့ရတယ်ဟဲ့ရောက်ရင်ချုပ်တော့ဟုတ်ပြီနော်ယခုချိန်မှာဆိုရင်ကာယကံရှင်မိသားစုနဲ့တကွာကာယကံရှင်ဒီကောင်မောင်တို့ကဆွေမျိုးသားချင်းတပိသားသမီးကတင်းတို့ကယခုချိန်မှာဆိုရင်အလိုမရှိတော့ဘူးကိုယ်အသိစိတ်နဲ့ကိုယ်ကာယကံရှင်ခန္ဓာကိုယ်32ကိုထွက်သွားမယ်ဆိုပန်းလေးကုန်းကိုမထွက်ဘူးလို့ညာမှနေတယ်ဒီနော်ဒီဆန္ဒနော်မရှိဘူးနည်းလေးလို့စမ်းနော်ဟုတ်ကဲ့ရန်ကားစုမေထက်ဆိုင်ကြရနာဖိရနာမေရနာအဖဆေရရနာဒီအခုချိန်မှာဆိုရင်ခိုင်ခိုင်ခန္ဓာကိုယ်32ခုနဲ့ခိုင်ခိုင်ညီကိုမောင်နှမမိဘဆွေမျိုးသားချင်းသားသမီးတို့လက်ရင်းခန္ဓာကိုယ်32ခုနဲ့ရှိတော့ဘုရားတရားတန်ခါးရတနာမြတ်သုံးပါးနဲ့မတော်အဆိုင်ခေါက်အဆောက်အအုံတိုက်ခိုက်မှန်တော်များလို့ဒီတို့ကာယကံဆရာလက်မိုးအမိတ်ပြန်ဒီအချိန်မှာဆိုရင်ကာယကံရှင်ဤခန္ဓာကိုယ်32ခုနဲ့ဘယ်ချိန်ညာချင်းဒုက္ခကျုပ်ကိုထွက်ခေါ်သွားခြင်းဘုရား၅စုအမိတ်နောက်တစ်ချိန်ပြန်လဲလာရောက်ပြီးခိုးကန့်ကြည့်တယ်မရှိတာဘုရား၅စုအမိတ်ကာယကံရှင်မိတော်စီဒီလိုအဆောင်ကြောင့်ဂိုင်းတော်အာထုတန်းဖြစ်ပြီးတော့အာခံအန်တုကိုကဲ့နေရတယ်ဘုရား၅စုအမိတ်ထက်စီရင်နေကနာဖိရနာမိရနာဖဆေရနာဒီရမယ်အခုချိန်မှာဆိုရင်မကောင်းသောဘေးမကောင်းသောကြမကောင်းသောအဆောင်ရှော့မကောင်းသောတိုက်ခိုင်မှန်တယ်ဘယ်ချိန်ညာကျရင်တုံခါကျိုးကိုမီးလို့ဘူးဆိုမျက်စိနဲ့ပြကြတယ်နော်ခေါင်းတစ်ချက်နာပြီးပါသူကဆိုင်မှာခြေပတ်30တော့မိစ္ဆာမျိုးလုံးစုံလုံးကဘယ်ချိန်ညာကျရင်မကောင်းသောစေးတော်မှာဆွဲတော့မျိုးတစ်ချက်ပုံပြနေလို့ဆန်သူကဆိုင်မှာခြေပတ်30တော့ကာယနဲ့ပတ်သက်တော့မကောင်းသောအဆောင်ရှော့မှန်တယ်ခန္ဓာကိုယ်ခံတွင်ထိုးတယ်တော့စေးတော်မှန်တယ်ဟာဘယ်ချိန်ညာရိုက်ပြီးဆွဲတော့ကျိုးရိုက်ဆွဲပြီးရိုက်တော့ဘူရာကျင်နာအေးတာကြိုက်တာခဲ့တာနာလာကျင်တာတစ်ခုပြပြီးဆွဲတော့ကာယနဲ့ပတ်သက်တော့မကောင်းသောစေးတော်မှန်တယ်ဟာမီးလို့ပူစင်းပြီးဆွဲတော့ကျွန်တော်မှာပူတာကျင်တာကြိုက်တာခဲတာအပူထွက်လို့ထွက်တာမျိုးပါရှိတယ်မရှိဘူးအေးတာလို့မရှိဘူးရှိနော်ဘုရားဆန္ဒကြည့်ပဲ32ကလိညာအခိုင်းမရတဲ့တိတာညောဆိုတော့ကာယကံပူတာကျင်တာကြိုက်တာခဲတာနာလာကျင်တာပြပြီးဆိုတော့အခန်းကြီးဆက်မလို့မီးစက်ကြီးဆိုတော့ပူတာကျင်တာကြိုက်တာခဲတာတစ်ခုပြပြီးဆိုတော့ပစတိတစ်ချက်ဟာပြီနော်ဦးရိမနဲ့ဦးရိမနဲ့ညညောမှာကြောင်းလို့ပြတော့တယ်မီးလို့ပြောချလိုက်ပါညဘက်ကြောက်တယ်နော်ဒီတော့ဒီလိုကြောက်ရင်လည်းဒီတော့မလုံးလေးချက်ပုံဒီပါဒါပဲဆက်ဟုတ်ပြီနော်မကောင်းတော့ဆက်မကောင်းခါလာမောဘာထူးခြားမှုရှိလဲမရှိဘူးရှိဘူးနော်ဟိုဒီညဘက်ချက်တော့ပြန်ပြောဒီပါဒီဘက်ချက်တော့ပြန်ပြောဒီပါတော့ပြန်စစ်ကြည့်မယ်နော်ရေးစိတ်ကိုဟောတာရေးရညောင်းမယ်နော်ဟုတ်ကဲ့ကာယကံကြီးခန္ဓာကိုယ်32ခုနဲ့ထိုးနေတော့မကောင်းသောစေးတော်သုံးတရားရှိသေးတယ်မရှိတော့ဖြောင်းမနေဆွမ်းတော့ဒီရေးညောင်းစကနဲ့ဆွမ်းတော့ကိုကံကြီးတွေနေရာဒါပဲမဆွမ်းတော့မကောင်းသောစေးတော်ကဆက်ကြအောင်အញ្ញစင်တော့ဒီဖန်လိုက်ဆက်ကြအောင်နောက်ကြည့်ပါဦးဆက်ကြအောင်လက်ချက်ဘုရားဆန္ဒကြည့်တော့30တော့မကောင်းတော့ဆက်မကောင်းတော့ပြီမကောင်းတော့ရှင်းလို့ခံလိုက်တယ်ဘုရားဆန္ဒကြည့်တော့30တော့တော့ဆန္ဒကိုမရှိတော့မကောင်းတော့ဆက်ခံပြီးလို့ဆိုနေတယ်ဆက်ကြအောင်ဒီကနေ့စက္ကန့်နဲ့ကျွန်တော်ဆွမ်းပါပြီဟုတ်ပြီစိတ်ကိုဒါအဲ့တိုင်းမမြောက်မယ်နော်ကာယကံရင်နဲ့ပတ်သက်ပြီးဘုရားဆန္ဒကြည့်တော့30တော့မှာစေးစောက်တဲ့ဆုံးတရားရှိသေးတယ်မရှိတော့ဖြောင်းနေဆိုမှစက္ကန့်တစ်ချက်ဆွမ်းပါနောက်ကြည့်ဟုတ်ပြီကာယကံရင်မိသားစုတွေလည်းအိမ်ချမ်းမြေတွင်းမှာလည်းကွာကာယကံရင်ဒီကုမောင်တော်မှာသားသမီးဆွေးမျိုးသားတွေလည်းပြင်လက်ရင်းများတယ်ဘုရားတရားတန်ခါကြတာမြေသုံးပါးနဲ့မတတ်ဆိုင်တော့အဆောက်ပစုံတရားရှိသေးတယ်မရှိတော့ဖြောင်းနေဆိုတော့စက္ကန့်ဆွမ်းတော့ကြာပြီနော်ဟုတ်ပြီဥပ္ပဇာနဲ့ခြေက30ကဆရာလက်မှုအချိန်မှဆိုရင်ကာယကံရင်မိသားစုတွေပတ်သက်ပြီးဆရာတို့စစ်ဖို့ထုတ်ဖို့မေးကြတော့အစွဲအပင်းအဆက်အတိုက်အဆောက်ပစုံတရားရှိသေးတယ်မရှိတော့ဖြောင်းနေဆိုမှအရင်ကဟုတ်ပြီညလုံးလေးချက်ဖွင့်ကြည့်ပါမိတ်နဲ့ဖွင့်လိုက်လို့ရမယ်နော်မကောင်းတော့မိတ်နဲ့ဖွင့်လိုက်လို့ရ highlight နဲ့ဘူးတော့စက်ကနားလာပြီကာယကံရင်ဒီကောင်းလိုက်ဖြစ်နေတယ်နော်
ရေမိတ်တော့ဖွင့်နေတော့ ရှိစ ဒီမှာဆက်ပါ အတိုင်ကြီးကိုရှိ ရေဖွင့်ရေဆက်ဆက်ကနေဖွင့်ဒီလာကနေလည်းဆက်ဆက်နေဘုံဆက်နေကြတော့တော့ဘုနာကျင်လာကတော့မိတ်တော့ဖွင့်နေတော့တာဘုနာကျင်လာကတော့ဆက်နေတယ်ဟုတ်ဒီရောဆက်ပြီးလားဘုံဆက်နေကြတော့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 ငါမှဆက်နေတယ် ဝယ်ပေးပြီဟိုကနောက်တော့6တိုက်လို့ရတယ်အကြီးအကြီး အဲ့ဒါကရေဖွင့် ဟိုလေ ရေဖွင့် အကြီးအကြီးဟိုတထုံးက6တိုက်ပါတယ်လေ ဘုံဆက်နေကြတော့တော့မကောင်းတော့ဆက်မကောင်းတော့ဘူးမကောင်းတော့ဘူးမိတ်တော့ဖွင့်နေတော့နော်ဘုံဆက်နေကြတော့တော့မကောင်းတော့ဆက်မကောင်းတော့ပြီးထိုင်နေတယ်6တိုင် ကျောင်းနေတော့အင်ဂျင်နီယာဝိစစ်တွေခဏမှသုံးတာတော့မကောင်းတော့စေးတော့ဆက်တာလူကောင်းတဲ့ညလုံးဖြစ်တာလေဟုတ်ပြီလေနောက်ဘက်ကဆက်တယ်တ िश ူလေးချက်တော့ပြီးပါလားချက်တော့လေတယ်လေပြန်ပါနော်လက်ဆက်သေးလားဒီလိုတင်လာကြတော့ဒါမှလည်းနားနော်ဟုတ်ပြီရေဖွင့်ဟောဒီညဘက်ကြောက်တယ်နော်ဟောဒီဘက်ကြောက်တယ်နော်ဟောဒီဘာမှမရှိတော့ဘူးနော်ကျွန်တော်အစားအဆုံးတေချာပြန်စိတ်မယ်စိတ်ကိုဘဝထားပြီးရေးနေအောင်မယ်နော်တိုင်းငယ်ချင်းမိသားစုနဲ့ပတ်သက်ပြီးအောက်လန်းတိုင်းစုံတိုင်းကော်ဝေးတိုင်းရွာသူတိုင်းပညာတွေ၄မျိုးတွေတက်ခဲ့တဲ့စုံကြီးရရှိညာမာနဲ့မရှိတော့ဖြောင်းနေဆိုမြောက်ရေးမြောက်စီးပွားရေးလူမျိုးကျမ်းမာရေးငွေရေးကြေးလုပ်ငန်းငယ်နဲ့ပတ်သက်တော့တက်ခဲ့တဲ့စုံကြီးရရှိညာမာနဲ့မရှိတော့ဖြောင်းနေဆိုတော့မြောက်မကျေနပ်မနာလို့ချစ်လို့မုန်းလို့တက်ခဲ့တော့တက်ခဲ့တဲ့စုံကြီးရရှိရင်လည်းမရှိတော့ဖြောင်းနေဆိုတော့မြောက်တိုင်းငယ်ချင်းမိသားစုနဲ့ပတ်သက်ပြီးဆရာတို့စစ်ဖို့ထုတ်ဖို့မေ့ကြံသွားတော့အောက်လန်းတိုင်းစုံတိုင်းလက်တိုက်ကိုဝေးတိုင်းရွာသူတိုင်းစီးပွားရေးလူမျိုးကျမ်းမာရေးအိမ်တိုက်မြေတိုက်ခြံတိုက်လုပ်ငန်းတိုင်မှာမကျေနပ်မနာလို့ချစ်လို့မုန်းလို့သူစားဖန်စားတက်ခိုင်နောက်ကျထားတော့အပင်အစွဲအဆက်အတိုက်အဆောက်ဖတ်သုံးတရားရှိရင်လည်းမရှိတော့ဆိုတန်းလေးကုန်းကိုပေါ့နေတယ်လို့ရေးမြောက်ပြန်ချက်ဒီမော်ဒယ်မှာဖိုကန်နေတယ်လို့လည်းစစ်ကြောတော့တန်းနေစီပါဆန်လေးစစ်ကြောတော့ဒီမော်ဒယ်မှာကြည့်နေတယ်စစ်ကြောတော့မြောက်ကြည့်ပေါ့ချက်မော်ဒယ်စစ်ကြောတော့အဲ့ဒါချက်တယ်ဆိုတော့ဒီမော်ဒယ်မှာလည်းဒီကချင်းရှိတယ်လည်းဆက်ကြတယ်။ဒီမြောက်ဆက်နေပုံမှန်လည်းညချတာ။ဘာရင်တော့မကောင်းတော့ဘူးမကောင်းတော့ဇာမန်ဟာမီးရဲ့စင်နေတယ်။ဆက်ကြအောင်လည်းအဲ့ဒါဆက်ပြီးဘောဆက်နေတယ်။စိုးရင်တော့ဝမ်းမှာလည်းမကောင်းတော့ဆက်မကောင်းတော့စင်နေတယ်ဆက်ကြအောင်။ဆက်ရတဲ့ချက်ချင်းတော့ညချဟုတ်ရောညဒီရောညဒီရောလက်နဲ့ပတ်သက်တယ်တွေပဲလုံဘူးလားရိုးရတွေပဲတင်ဘူးလား မင်းရကျမအမေဆိုတော့အိမ်မှာဖျားပဲရှိတယ်လေဘာမှမရှိဘူးအမေတလိုင်းကိုတော့ဝါဝင်ဝါတဲ့အဲ့လိုဟိုဘိုးမှပေါ်တော့ပေးအခုကကိုဗစ်နဲ့ကြတော့ဒီနှစ်ကတော့မပေးရ နတ်ဆက်လေးနဲ့ရှိနေတယ်နော်ရိုးရလေးတစ်ချက်တည်းပါအဲ့နတ်ဆက်မှန်တယ်လို့မိဆိုင်ထားတယ်နဲ့မှန်ပန်းလေးကုန်းကိုပေါ့နေဒီလေးမြောက်အခါနေညလည်းဆက်မိတယ်ဒီမှန်ကနတ်နဲ့ပတ်သက်တဲ့နတ်ဆွဲနတ်ဆက်မှန်ပန်းလေးကုန်းကိုပေါ့နေဒီလေးမြောက်ဘောကောင်းဆိုင်ကြီးကတော့လည်းခိုင်းနေပတ်သက်တဲ့နတ်ဆွဲနတ်ဆက်မှန်တယ်ဒီကနေ့ကစေတာပေါ့ကျိုးပဲဆွဲနေတယ်ဒီစက်နတ်ဆွဲမှဟုတ်ပြီဒီဝါဆိုင်ကြီးကတော့30နဲ့ခိုင်းနေမိသားစုရခုချိန်မှဆိုင်ခိုင်းနေဆိုင်ရင်တင်တို့ကလေးဒီယောဂကတ်ကြောင်မလို့တင်တို့ကမေးရတာနေဖြစ်တယ်ဒါရကချင်းမိသားစုကအမျိုးဒီဖွဲ့ဖွဲ့ဟုတ်တယ်ဒီဒါလည်းဒီလိုပြောင်းလာပြီကိုယ်ကကိုယ်ထိုင်တိုင်းတိုင်းမိသားစုတို့ဒီတင်တို့နှစ်စဉ်တိုင်းလုံးနေတဲ့ကိစ္စဟောပြန်လေးကိုမိသားကိုစောင့်ရှောက်တင်တို့ကဘူးဆိုပတ်တာလေးဆရာတို့ကကိုကြီးတို့ကိုဘုံဘုံကိုဆေးလာမှကိုယ်စက်ကိုဆေးတယ်ဒီရဲဆိုတော့စကားနဲ့ဆေးတယ်ဆိုတော့ဟုတ်ပြီလားနော်အဲ့ဒါကရှိသေးတယ်မရှိတော့ဗန်လေးကိုပေါ့စကားနဲ့ဆေးတယ်ဆိုတော့ဟုတ်ပြီရတယ် ဆက်ပြီ ရပြီဟောလေဝါအဲ့ရလေးညလေးပြန်တင်လိုက်ပါဦး ဟိုနေစရာဒီကိုဗစ်ဖြစ်မှာဖို့ဖွင့်မှာဘိုးမှတက်တယ် ဟုတ်တယ်အဲ့လိုမဟုတ်မှဒီကနေကိုးလိုက်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  ဘယ်လိုကိုရမလဲ လိုကို